အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Sherry က mini blind bag ကိုဖောက်ပြပါဖြစ်ပါတယ် mini blind bag နှစ်ခုနဲ့ပြီးတော့ဒီ blind bag ကြည့်ပါပါ blind bag ကနောက်ဆုံးမှာပါနော် mini blind bag ကိုလေးတွေကပါလိအရင်ဖောက်ရမလဲဒီဟာလေးဒီဟို spring blind bag ကိုလေးအရင်ဖောက်ကြည့်ပါမယ်ကဲဖောက်ကြရအောင်အနောက်မှာပါလိကိုကြိုက်တဲ့ဟာလေးရွေးပါမယ် Sherry ကတော့ဒီ pink လေးလေးကြိုက်တယ်ပြီးတော့ pink နဲ့ပြီးရင်အခုဒီ secret ဟိုဒီ secret လေးလည်းကြိုက်တယ်ပြီးတော့ new secret လေးကြိုက်တယ်ဒီနဲ့ဒီသုံးခုပေါက်ရင်ရပြီပြီးရင်ဒီသုံးခုပေါက်ရင်ရပြီပြီးရင် red လေးလည်းပေါက်ရင်ယူမရတယ်နော်ကိုမအဝါလေးများနေတာအဲ့ဒါဖတ်ပါမယ် 1 2 3 go ဒီဟို animals blind bag ကကြတော့ဟိုဟာမပါဘူးအထက်ကတစ်ချက်မပါဘူးအဲ့တစ်ချက်ပါဘာလဲဟောကမကြည့်ကလေးမကြည့်ပါ what did you see what did you see ဖတ်မှာနော်မစဉ်းစားနေတော့ဝေးပြေးသွားရင်ဘယ်လိုလုပ်မလဲဘာမှာမင်းပြေးသွားလိမ့်မယ်တော့လေ spring လေးဆိုတော့အိုးဘာလဲ wow pink လေးအောက်ကလေးအောက်ကဟာလေးပြုတ်ကြအောက်ကဟာပြီးမှပါခေါ်တော့ wow pink လေးပေါက်သွားတယ်ဆရာလေးကြည့်လိုက် wow upload လုပ်ကြည့်ရွှေရောင်အဲ့လိုပဲရောင်မှာမကြည့်ဆရာလေးဆရာလေးနော်ဒီကပေါက်ပြီးကက်လေးကြည့်လိုက်အောင်ကက်ကပါလေကက်အော်အေးဆမ်းမအော်ဒီနဲ့ကက်တယ်နော်ဒီမှာကက်ဟိုဒီမှာကက်လေးရတယ်ဆရာလေးလာတယ်ဒါလေးနောက်တစ်ခါကျရင်ဘာချခောက်တဲ့ဟာလေးသင်ပေးပါပဲပြောပြပါမယ်ခောက်ပြပါမယ်နော်ဘာသာလေးခောက်ထားတာပါတော်တော်များများခောက်တဲ့မယ်လို့ထင်တယ်ကဲနောက်တစ်ခုကျတော့ Labubu blind bag ကို Labubu blind bag ဆိုထားပါမယ်ကဲနောက်မှာဗာလေးရှိလဲဆိုတော့ဒီမှာ green pink red blue ပြီးတော့ secret new secret အကြတော့ဗာလေးပေါ့ရှင်လဲဆိုတော့ဒီ secret လဲပေါ့ရှင်နေပြီးတော့ဒီ brown မပါဘူး brown လေးရလှမအောင်မသိဒီ secret နဲ့ new secret ဒီနှစ်ခုပေါက်ရှင်နေပြီးရင်ဒီ pink ကဒီမှာရှိပြီးသားပြ pink ကဟာမအောင်မှာအစစ်ဘလိုက်ပါအစစ်ရှိပြီးသားအမေလို့ lucky chain ဒီမှာရှိပြီးသားအစစ်ဟာ pink ကဒီအစစ်ရှိပြီးသားပါ pink ကခေါင်းဆောင်နေကြပါရှက်စရာလေးမျိုးလုံးလေးဟိုလေပေါ်မကောင်ဝဲတာပါကဲ show you my way ပြတာရ wow I upload you ဒါနောက်မှာထားမနေဒီ blind bag ခိုးအောင်အရင် blind bag ခိုးအောင် blind bag ဆရာကိုအရင်ဟိုရှုပ်လိုက်ပါဦးနော်ကဲဒီထဲမှာကျတော့ show က pink နဲ့ red ပေါ့ pink မပေါက်ရှင်ဘူးပြောတာ blue နဲ့secret ဆိုတော့ခဲရအောင်ပေါက်မှာမသိဘူး new secret လေးပေါက်ရှင်နဲ့ secret လည်းပေါက်ရှင်ဒီနှစ်ခုပေါက်ရှင်နဲ့ကျွန်တော်အရောင်နေတိတ်မလှဘူးလို့ထင်ဒီနှစ်ခုနဲ့ပြ green လေးဆိုနေတောက်လားမသိဘူးလေအမော blue dark blue တော့ဘာလို့ပေါက်ရှင်လဲဖောက်ကြမနော်ဘာလဲရောမကြည့်ဘူးလုံးဝမကြည့်ဘူးဘာလဲရော wow ကြည့်စရာလေး squishy လေးကဲအမဖတ်ကပ်လေး new secret လာမတဲ့ကွယ်ဖြစ်နေတန်းလေးကိုစီးနေပါလားဘုံကလေး secret ဟုတ်လေ secret ကခိုးပါခဲရောက်နေပါလေပေါ့မှာမဟုတ်လား secret က new secret ကိုဘယ်လိုဖြစ်နေအောင်တဲ့ဟိုတော့ကိုမန်ကဲတော့စစ်စရာလေးကြည့်လိုက်ဒါလေးကလည်းမပါကြခောက်တယ်ဒါလေးကကျတော့လာဘူးလေးအေးငါကောင်လေပတ်တိုင်လေးလည်းပါသေးတယ်ဟမှာပတ်တိုင်လေးပြီးတော့ဒီကကျတော့လာဘူးလေးတန်းစီနေဆရာလေးနောက်ဆုံးကျန်တဲ့ဟာ animal blind bag
မ blind bag ကလည်းလာပူပူလိုပဲအဲ့လိုအထက်အိတ်တစ်ထက်မပါဘူးဟုတ်တယ်မပါဘူးဘယ်လိုပြုံးဘဲကအနီအောင်ဖြစ်နေဘဲကအနီအောင်ဖြစ်နေရွေးမယ်နော်ဒီ bear နဲ့ cat dog ငါပြလိုက်တဲ့ရှစ်တဲ့ဒီနဲ့လာတော့အကုန်လုံးကြိုက်တယ်အန်တမ်းကြိုက်တယ်အမန်ကြီးလည်းမကြိုက်ဘူး bear လေးကြိုက်တယ်ပြီးရင် cat လည်းကြိုက်တယ် dog လည်းကြိုက်တယ်အဲ့တော့ကျတော့ horse လည်းကြိုက်တယ်မကြိုက်တာဆို m နဲ့ monkey ပဲရှိပါတယ်ပြီးတော့ secret နဲ့ new secret လည်းကြိုက်တယ် new secret ကဘယ်ကဖြစ်ပါတယ် okay ဟုတ်တယ်မဟဲ့ဘောပါမယ်ဘုံနည်းမလေးပဲဒါလေးအော်တော့ပါလေးလေကြည့်ပါအိုးဟဲ့ဘာလဲဘဲလာညနေလေရှိတယ်သမမစားတယ်ဘဲဘဲရတနခါလိမ့်တာကြကြပါဘဲရတနခါလိမ့်တာ what the fuck တဲ့မှာပါဘဲဆိုပြီးရေးတိုင်းကပ်မပါဘူးလားအော်ဒီမှာကပ်ပါတယ်ကပ်ပါတယ်ဟဲ့အေး14ရက်နေ့ကျဟုတ်ဖို့စားတော့ကဲ blind box လေးဖောက်ရင်းနဲ့တခါတည်းအိမ် Sherry တို့ရဲ့အိမ်လေးကိုလိုက်ပြပေးပါမယ်။ဒါလေးခုလိုလုပ်ရခုပါဆက်လုပ်တော့အိမ်လေးကိုလိုက်ပြပေးရှိပါတယ်။这个这么其实没偏我懂了。လိုက်ပြပါမယ်အရင်ဆုံးအမိုက်လို့အောင်အမိုက်လို့ရအောင်မယ်လို့အောင်မယ်လိုက်ပြပါမယ်ဒါလေးကိုနမ်းမှထားလိုက်မယ်ဝေးကဲလိုက်ပါမယ်ကြတော့အလုံးတူလိုက်ခဲ့ကြပါဒါလေးကကြတော့ပြပါနော်ပြပါမယ်ဒီစာကိုဖြစ်နေစာတော့မိုးထောင်ဖြစ်ဒီမကြည့်ဒါလေးကကြတော့ Sherry ရဲ့ရုပ်စင်လေးပါဒါ Sherry ရဲ့ရုပ်စင်မှာဒါမင်းရုပ်မလေးပုံဒီဘာဘီရုပ်လေးပေါ့နော်ဒါလေးရဲ့ squishy လေးထည့်ထားတာပါဟိုဘက်မှာအများကြီးကျန်သေးရဲ့ဒါဒိုင်နိုဆောလေးဒါကြတော့ဟိုအဖွားရင်သွားလေတော့အဖွားရင်တမတိုက်လာတာဒါကြတော့ဘယ်ရောက်လာမှမသိဘူးအိမ်မှာတွေ့လို့သာကောက်ထည့်ထားကရီမောင်လေးဟောလည်းမဟုတ်ဘူးတခါအဘလန်တော့ပါလာအိုက်ကထဲကနေခွေးရုပ်တွေပောက်ထားပောက်တဲ့ဟာတွေဒါကြတော့ဟိုရတယ်ကီရှိန်ဟိုဘက်မှာကျန်သေးရဲ့ Sherry Andy ကလာပြီးတမတိုက်ထားဒါလေးကစပွဲလေးပါစပွဲဆိုပြီးတီးပြီးသွားပြတယ်မကြည့်ဒါလေးကစပွဲလေးမကြည့်ပါစပွဲခုံလေးပါခဲဒါလေးကကြတော့ Sherry ဟိုကဖြစ်တဲ့Sherry စာရဲ့ဟိုကစာလေးပါလေးအင်းစာလေးပါလုံးမစခွိုင်းဘက်မှာရှတွက်တဲ့ဟာလေးပါဒါခွိုင်းဘုတ်ပါခွိုင်းဘုတ်ပါဒါကြတော့စာအုပ်စင်လေးပေါ့စာအုပ်စင်လေးပါဒါလေးကတော့ကဲပြီးရင်ဒါလေးက Sherry တို့အိတ်တဲ့အိတ်ရပါSherry ကဒီနားမှာအိတ်တာ Sherry ကပြမယ်နော် Sherry ကဒီနားမှာအိတ်တယ်ပြတာဒီနားကကျတော့ Sherry မောင်လေးအိတ်တယ်ဒီနားကကျတော့ဟုတ်ဒီနား Sherry မောင်လေးအိတ်တယ်ဒီနားကကျတော့ Sherry မမင်းအိတ်တယ်ဒီနားကကျတော့ Sherry ဖဖေအိတ်တယ်ဟိုဘောကဒါရင်းနဲ့အိတ်တယ်အိတ်ဟိုမွေးအိတ်ဒါ Sherry ဖဖေရဲ့ဟိုကဘီရိုပါအောက်ထက်ကကျတော့မမေ့ဘီရိုပါဒီဘီရိုကလည်းဘယ်ခါပဲပိတ်လို့မရဘူးဘယ်တော့ခါပဲဖြစ်ဒီရောပဲပိတ်မနေတော့ဘာလို့လုံးပြီးရှုပ်ပါတယ်ဒါ Sherry မောင်လေးစော်တဲ့နေရာပါဒါလေးကကျတော့မှန်တင်ခုံလေးပါမှန်တင်ခုံလေးပါ
ဒါကြတော့ဟိုကမွေးဘွားရုပ်တွေထားတဲ့နေရာဒါ Sherry ရဲ့မှန်တင်ခေါ်ဒါ TV နောက်နေ့ကျမှဟိုတခြား background ကြီးဘာ Sherry ဟိုဟာတွေပါတယ်လိုက်ပြပါမယ်အားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့လောက်ပါမဲသွားပြန်ပြီဒီဟိုဟာလေလောက်ဆိုရလားဘလုံးမရမှာမသိ Cherry ဗီဒီယိုလေးကတော့လောက်ပါပဲအားလုံးပဲကြည့်ရှုပေးရတော့ကျေးဇူးတင်ပါတယ်အားမတတာပါ